2018တစ်နှစ်လုံးမရိုက်ဖြစ်ဘူးလုံးဝရိုက်ဖို့အတွက်ကိုအဆင်မပြေတာချိတ်တဲ့ဟာတွေကိုလည်းတချို့ဟာတွေဆိုနှမျောဖို့ကောင်းတာတွေရှိတယ်ရက်တွေအဆင်မပြေတာကိုကအဓိကအဲ့နိုင်ငံခြားမှာနေနေရများဆိုတော့ဒီစေးတော်ကူနေရဆိုဒီမှာမရိုက်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဆိုရှိတယ်ဆက်ဆိုဒီ2018ဆို3ကားလောက်ပဲဆက်ရိုက်လိုက်တယ်ပြီးတော့ဆက်လုံးဝမရိုက်ဖြစ်ဘူးအားကြောင့်အခုဒီ series ကြောက်လည်းတစ်ခါမှမရိုက်ဘူးအဓိကကြောက်ဗီဒီယိုတွေမရှိတော့တဲ့အချိန်မှာပရိသတ်တွေနဲ့ဝေးမသွားအောင်လို့ဒီ series နဲ့ဆက်ပြန်ဝင်လာတာပေါ့ဟုတ်တချို့ဝိတ်ချတာတော့လိုအဲ့လိုပါအရင်တော့အရင်နေချင်းတလို့နေစားချင်းတလို့စားခဲ့ပြီလေအခုချိန်မှာအဲ့လိုမျိုးတွေမလုပ်ချင်တော့ဘူးပြီးတော့နည်းနည်းလေးအသက်လူလက်ပိုင်းရောက်လာပြီဆိုတော့ကျမ်းမာရေးအတွက်လည်းဖြစ်တဲ့အတွက် weight တွေချပြတာပါဟုတ်ဖြစ်နိုင်တော့အရန်ပိတ်မိတိတ်တိတ်လေးကိုဖြစ်ချင်တာလုံးဝ flat လေးကိုဖြစ်ချင်တာဒါပေမဲ့အဲ့လောက်ကတော့တော်တော်စူးစမ်းအောင်ပါ body shaming ကိုလုပ်တယ်ခဏခဏဝါတော့လုပ်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေပြောတယ်ဒါပေမဲ့ဆက်အရန်အဲ့ဒါယူတိတ်မခံစားဘူးဆက်အစတွေကခံယူထားတာဒီပိန်နာတွေဝါတာတွေဖြူတာတွေမဲတာတွေဆိုတာဒါတွေအရာအလုံးကဒီခေတ်မှာဒီခေတ်ဆေးပညာတွေနဲ့အကုန်လုံးယူလို့ရတယ်အဓိကအဲ့စိတ်ထားကောင်းမှုအဓိကပဲစိတ်ထားမလှပဲနဲ့ရုပ်မာနေမယ်ဆိုရင်ဘယ်တော့မှလည်းပြင်လို့မရဘူးပေါ့နော်အဲ့စိတ်ကအဲ့တော့ဆက်စိတ်ထားကိုကောင်းကောင်းထားတယ်ဒီ body shaming လုပ်တာဒါကိုယ့်ရဲ့အပြင်ရုပ်ပန်းသဏ္ဍာန်ကိုကြည့်ပြီးလုပ်တာဆိုတော့ဒီຢာတွေကလှုပ်ချင်ချင်းလုပ်လို့ရတာပေါ့နော်ဟုတ်အားနေချက်ကိုအဲ့လိုမျိုးတွေပြောတာတော့လေဒါမကောင်းပေါ့နော်ဒါယဉ်ကျေးမှုမရှိတာဘယ်တော့မှတွေ့မတွေ့ရကြပြီเนาะတငယ်ချင်းနေကောင်းလားဒီစကားကိုဒီပိန်သွားတာတွေဝါတာတွေဖြူတာတွေမဲတာတွေဒါတွေကနှုတ်ဆက်တာမှမဟုတ်တာဒါလူတယောက်ကိုဒါသူတို့ကတော့ဘာရမဟုတ်ပြောလိုက်မှဒါလူတယောက်ကိုဒါပုတ်ခတ်နေရလေပြောနေရပုတ်ခတ်နေရဆိုအဲ့ဒါတော့လုံးဝမကောင်းတဲ့ရင်ကျေးမှုစရာလို့ဆက်ကတော့ထင်ပါတယ်ဒါလည်းအမှန်တော့ရင်ကျေးမှုမဟုတ်ပါဘူးသူတို့စိတ်ထဲမှာရှိရဟာဒါလူကိုတက်မဲ့လူပုံလဲမှာအဆက်ခွဲတဲ့လို့ပဲသူဆက်ကတော့ခံယူထားတယ်အဲ့လိုမျိုးအဲ့ကြောင့်ကိုတိုင်းဘယ်တော့မှသူများအဲ့လိုပြောဆက်ဘယ်တော့မှလူတယောက်ကိုအဲ့လိုပုတ်ခတ်ပြီးငငယ်လေးတွေရတယ်မပြောဒါကတော့မိဘနေကိုယ့်ရဲ့အတိုင်းဝိုင်းနေတွန်တင်တာတွေပိုင်းနဲ့လည်းပတ်သက်မဲ့ထင်ပါတယ်ဟုတ်ဆက်အခြေရစိတ်ဝင်စားစရာမကောင်းပါဘူးဘာလို့ဆိုပရိသတ်တွေလည်းသူဆက်ပရိသတ်တွေကကြောင်ဆက်တော့လေအပြိုကြီးဖြစ်စေခြင်းနဲ့ထင်တယ်အောက်မှာကြည့်လိုက်ရင် comment သိန်းလောက်ကအမှလုံးဝမထားနဲ့နော်ဒီတိုင်းလေးပဲနေပြိုကြီးပဲလို့အဲ့လိုဒီတိုင်းလေးကိုပို့ချစ်တယ်ကြီးပဲအဲ့လိုမျိုးပေါ့နော်ကိုကလည်းအစရအခုဒီကိုတွေးခဲ့တဲ့ relationship တွေကတိတ်အဆင်မပြေတာကြီးများခဲ့တဲ့အတွက်ပူလောင်ခဲ့တာကြီးများတဲ့အတွက်ပေါ့နော်အခုဆိုအေးချမ်းချမ်းလေးတယောက်တည်းအခု single ဘဝမှာနေရတာကိုပို့ပြီးတော့သဘောကျပြီးတော့အခုဆိုရင်ပို့ပြီးတော့အလုပ်ကိုအာရုံစိုက်လို့ရတယ်နှမို့ဆိုရင်အဲ့လိုနှစ်ယောက်ရှိနေနှစ်ယောက်အကြောင်းကိုခေါင်းထဲမှာသူ့အကြောင်းမှာအမြဲတမ်းကိုအလုပ်ကောသူ့အကြောင်းတော့ဆိုလူကအရန်ပို့ပြီးတော့ခံနိုင်မရှိမှမဟုတ်တော့တည်မှာပို့စိတ်ဆင်းရအောင်လုပ်ရင်ပို့ဆိုးတာပေါ့နော်အဲ့တော့အခုဆိုရင်ခေါင်းထဲမှာလုံးဝရှင်းနေအလုပ်ကိုကြီးပဲအကုန်ထည့်လို့ရတယ်အလုပ်ထည့်လို့ရတယ်မိသားစုကိုထည့်လို့ရတယ်တငယ်ချင်းတွေကိုထည့်လို့ရတဲ့အတွက်အခုချိန်မှာတော့တော်တော်အဆင်ပြေနေရအမှုပညာရှင်ဖြစ်တဲ့အတွက်ပေါ့နော်လှပလေးပြန်နေရမယ်ဆိုတော့ဆက်ဟုတ်ပို့ပြီးတော့တိလာပေါ့နော်အရင်တော့ဆိုဆက်နေချင်းတလူတွေနေစားကျင်တာစားသွားကျင်တာသွားအဲ့လိုမျိုးကြီးအခုဆိုရင်အဲ့လိုမျိုးမလုပ်တော့ပို့ပြီးတော့ထိမ့်သိမ့်လေးလည်းနေဖြစ်တာပေါ့ဟုတ်အဲ့ဒါလေdrama တကားတော့ရှိတယ်ဒီနေ့ခက်ကြမ်း character လေးတစ်ခုပဲဒါပေမဲ့အဲ့ဒါမကျင်းသေးဘူးထင်တယ်ပြီးတော့ဟာတာကလည်းထပ်ပြီးတော့တင်မဲ့ပြောတယ်ပေါ့နော်ဆိုတော့ရှေ့မှာရိုက်ထားတဲ့က18က19ကလောက်ရှိတာ哦အလှည့်ကြရတော့တင်မယ်လို့ထင်ပါတယ်ဟုတ်2019မှာတော့လောက်စရာဒီအရင်တော့မင်းသမီးပေါ့ဒီတရုတ်ဆောင်တောက်လျှောက်လုပ်တယ်အခုဒီ2019မှာဆက်ချင်းနေဆိုမယ်ဆိုတာကိုကအခွေထွက်ဖို့မဟုတ်ဘူးအဓိကပြိသက်နဲ့တွေ့အထိဖြစ်အောင်လို့ပေါ့နော်ပြိသက်နဲ့အရင်တော့လုံးဝမဆိုဘလောက်ချက်လုံးဝမဆိုအခုဆိုရင်ဆိုမဲပြိသက်နဲ့လည်းအဲ့လိုနေတွေပါစင်းတော့ပြိသက်နဲ့ပို့ပြီးတော့ close ဖြစ်တယ်ပေါ့နော်ထိတွေ့ခွင့်ရတဲ့အတွက်သူဆက်ကိုယ့်ပြိသက်ရဲ့ရင်ထဲမှာပျောက်မသွားအောင်ပေါ့နော်ဗီဒီယိုတွေကအရင်တော့ဆိုအမြဲတမ်းထွက်နေလာတိုင်းထွက်နေပြိသက်ကအမြဲတမ်းအထိတွေ့ရှိရလေအခုဆိုရင်ပြိသက်နဲ့ဗီဒီယိုတွေကလည်းမရှိတော့ဆိုဝေးကွာသွားမှာဆိုလို့နေတွေမှာတချင်းဆိုကိုဆုံးဖြတ်လိုက်တာပါဟုတ်ကိုပိုင်တချင်းမရှိပါဘူးအမှုပညာရှင်တွေပေါ့တချင်းတွေပဲကိုယ့်အတန်နဲ့လိုက်မဲ့တချင်းလေးပေါ့ဟုတ်အဲ့လိုမျိုးလေးတွေပဲနေပွဲလေးတွေကိုစူပြစ်မှာပါဟုတ်